မြန်မာပြည်မှာ IME ရဲ့မှတ်ပုံတင်တာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုတိုင်းပတ်နေကြတယ်ပေါ့နော်အချိန်ရလဲမနေ့ဖန်တရက်ပဲကြာမှာတော့တယ်ဘာလို့လဲဆိုရင်ဖုန်းတော်တော်များများဂျူရယ်ရှင်းနေများတယ်ပေါ့နော်အခုဖုန်းကဂျူရယ်ရှင်းစာပို့ပေးမယ်တချို့တွေကျွန်တော်ဒီရှင်းကက်တက်ကက်ပဲသုံးကြတယ်ပေါ့နော်အတက်ကက်ပဲသုံးတဲ့ခါမှာဆိုရင်ကျွန်တော်ရှင်းကက်နှစ်ကက်စာပို့ပေးတာဖြစ်တဲ့အတွက် IME ရဲ့နှစ်ခုထွက်လိုက်မယ်နှစ်ခုထွက်တဲ့ခါမှာတက်ကက်ပဲသုံးတာဖြစ်တဲ့တစ်ခုကိုစစ်မဲ့ဆိုရင် MB ပြနေလိုက်မယ်ပေါ့နော်IMB ကိုမနေ့ဖန်ဒီမိတ်ဆွေတို့အဲ့ပေါက်တဲ့ကိုရှင်းကက်ထိုးမထားဘူးဆိုရင်တော့ April လကုန်ဒီမိတ်ဆွေတို့တရသုံးငင်ပေးမယ်တလပြည့်သွားပြီဆိုတော့မိတ်ဆွေတို့ IMEM ကိုဘလော့ပြည့်သွားမှာပေါ့နော်အဲ့တော့ဒီဟာကိုပြန်ပြီးတော့ဖြောက်မယ်ဆိုရင်တော့ကျွန်တော်အခွန်ဆောင်မိမှာပဲရတော့မယ်ပေါ့နော်โอเคတော့မိတ်ဆွေတို့ဖုန်းက single ကိုမှ single ဆင်းပေါ့နော် single တကက်ပဲထိုးလို့ရပါမယ် e-sim စာဖို့ပေးတယ်ဆိုရင်လည်းမိတ်ဆွေတို့ e-sim ကိုအသုံးပြုဖို့လွယ်လာပြီပေါ့နော်ဒါကြောင့်လည်းကျွန်တော် MPT ရုံးနေ အတမ်ရုံးနေမှာလူတွေပြည့်နေကြတာပေါ့နော်အဲ့တော့မိတ်ဆွေတို့ဖုန်းက single ကိုမှတကက်ပဲထုတ်လို့ရတယ်ဒါပေမဲ့ e-sim လည်းသုံးလို့ရတယ်ဆိုရင်တော့ e-sim ရောမိတ်ဆွေတို့ဒီ physical sim ရောပေါ့နော်နှစ်ကက်အသုံးပြုဖို့လွယ်ပါတယ်မသုံးဘူးဆိုရင်တော့မိတ်ဆွေတို့မသုံးတဲ့အပေါက်ကပိတ်တော့မှာပေါ့နော်ဒါကြောင့်မိတ်ဆွေတို့ကိုယ့်ရဲ့ဖုန်းက e-sim လည်းစာဖို့ပေးတယ်ဆိုရင်တော့ e-sim ရော physical sim ရောသုံးဖို့လွယ်တယ်ဒါမိတ်ဆွေတို့ဖုန်းက dual sim စာဖို့ပေးတယ်ဆိုလဲ single ကိုနှစ်ပေါက်လုံးမှာထည့်ပြီးတော့အသုံးပြုဖို့လွယ်ရတယ်ပေါ့နော်โอเคအဲ့တော့ဒါလေးပြောပေးခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းရဲ့ MEIN ကိုဘယ်လိုဆက်ရမလဲဆိုတာသိချင်တယ်ဆိုတော့ကျွန်တော်ရဲ့ TikTok account ထိတ်ဆုံးပုံမှာတင်မိထားတယ်ပေါ့နော်မိတ်ဆွေတို့သွားပြီးတော့ကြည့်လို့ရပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ